ဟုတ်ကဲ့ဗျအန်တီသူကလေ online တည်တံ့ဗျဒီ storm တော့ shop ကကျတော့ online တည်တံ့ဗျ online တည်တံ့ဆိုတဲ့ခါကျတော့တကယ်လို့သူက internet ရှိမှတော့သုံးလို့ရမယ်ဒါပေမဲ့ internet line အရင်ကောင်းနေစရာမလိုသူကဥမာ1 မှတ်တောင်ပြည့်စရာမလိုသူက kilobyte လောက်ရှိတာနဲ့တင်သူကသုံးလို့ရတယ်ဗျအဲ့လိုပုံစံမျိုးလေးတော့ရှိတယ်ကျ printer လည်းရတယ် printer လည်း printer အကြီးရောအသေးရောရတယ်ပေါ့နော်တကယ်လို့ printer အကြီးဆိုရင်type printer ရဲ့ driver ကိုအန်တီကသူကဒီ install လုပ်ထားပြီးအဲ့ဆိုသုံးလို့ရပြီပုံမှန်ကျွန်တော် print ထုတ်နေတယ်လို့ပဲထုတ်သုံးရုံပဲဒီကလို့ printer အသေးနဲ့ပေါ့နော် bluetooth printer bluetooth တို့ကျွန်တော်တို့ဒါခုနလို wifi တို့ network တို့ပေါ့နော်ဒီလေအသေးပေါ့နော် slip printer ပေါ့အဲ့လို printer မျိုးဆိုရင်ကျွန်တော်တို့ကသူကဘယ်လိုလဲကျွန်တော် raw pity ဆိုလေးနဲ့တောင်းပြီဘာလို့ဆို WhatsApp ဖြစ်တဲ့အတွက်သူကဂျားခံ update တစ်ခုနဲ့တွဲတုံးပေးရပါတော့အဲ့လိုဆိုရင်သူက print ထုတ်လို့ရတယ်ဒီလိုပုံစံမျိုးပြီးရင်ဒီမှာအမေးများတာပေါ့နော်နောက်တစ်ခုကကျတော့အန်တီကတကယ်လို့များထားလိုက်ပါတော့ကိုကအယောင် tablet ကနှလုံးသုံးလုံးရှိရပေါ့နှလုံးသုံးမသူ့ printer လေးနဲ့သူဟိုထုတ်ချင်တယ်ဆိုရင်ကိစ္စမရှိဘူး तू ကဒီ printer ဆိုရင် तू ကဒီ tablet လေးနဲ့တွဲထားဒီ printer ဒီ tablet လေးနဲ့တွဲထားအဲ့လိုမျိုးသုံးလို့ရတယ်ဗျဆိုတော့သူ့အကောင့်နဲ့သူ့ရဲ့ set နဲ့သူ့ printer လေးနဲ့တွဲထားမျိုးပေါ့အဲ့လိုမျိုးသုံးလို့ရတယ်တကယ်လို့များလက်လီလက်ကားပေါ့နော်လက်ကားကိုကျတော့ကျွန်တော်တို့ A5 size နဲ့ထုတ်ချင်တယ်လက်လီကိုကျတော့ slip လေးနဲ့ထုတ်ချင်တယ်ဆိုလည်းရတယ်တကယ်လို့ tablet ကတော့ဒါနှလုံးရှိရဆိုပေါ့နော်ဒါဆိုလက်ကားတကယ်လို့လက်ကားကိုကျတော့ကိုကခုနလိုပေါ့နော်ကျွန်တော်တို့က laptop နဲ့ရောင်းနေဆိုရင် laptop နဲ့ရောင်းနေဆိုရင်ကျွန်တော်တို့ဒါဟိုနဲ့ထုတ်လိုက်ပေါ့နော်ကျွန်တော် printer အကြီးနဲ့ A4 A5 ကတော့ printer အကြီးပေါ့နော် Canyon နဲ့ Epson တို့ပေါ့အဲ့လိုမျိုးနဲ့ထုတ်ပြီးလက်လီကျတော့ slip လေးနဲ့ထုတ်ဆိုရင်လက်လီကတော့ဒီဘက်ကသူ့ရဲ့ tablet လေးနဲ့တက်သူနဲ့ချိန်ပြီးတော့တုံးလို့ရတယ်ဗျ